အားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါလေဒီနေ့မှာတော့လူတော်များများကရှက်ပြီးတော့တယောက်နဲ့တယောက်မပြောရဲတဲ့ယောဂအကြောင်းတစ်မျိုးကိုလာပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့လိတ်ခေါင်းယောဂပဲဖြစ်ပါတယ်လူတော်များများကလိတ်ခေါင်းယောဂကိုရှက်စရာကောင်းတဲ့ယောဂလို့သတ်မှတ်ကြပါလေလိတ်ခေါင်းယောဂကတော်တော်အန္တရာယ်ကြီးမားတဲ့ယောဂတစ်မျိုးပဲဖြစ်ပါတယ်လိတ်ခေါင်းယောဂဖြစ်ရတဲ့အကြောင်း၃မျိုးကိုမပြောခင်မှာလိတ်ခေါင်းယောဂဆိုတာဘာလဲဆိုတာကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်လိတ်ခေါင်းယောဂဆိုတာကစအိုနေရာကသွေးကြောတွေရောင်ရမ်းတာဖောင်းတာဒါမှမဟုတ်ထွက်ကြလာတဲ့အခြေအနေတစ်ခုဖြစ်ပြီးဝမ်းသွားတဲ့အခါနာကျင်တာပူတာရားရံတာဒါမှမဟုတ်သွေးထွက်တာတွေဖြစ်စေပါတယ်တချို့ကိစ္စတွေမှာအကျိတ်ကထွက်နေတာကြောင့်ပြန်တွန်းထည့်ဖို့လိုအပ်ပါတယ်အထူးသဖြင့်ကြာရှည်စွာထိုင်တဲ့သူတွေကြာရှည်စွာရက်တဲ့သူတွေဒါမှမဟုတ်ဝမ်းသွားရမှာပြဿနာရှိတဲ့သူတွေမှာဒါဟာအလွန်ဖြစ်များတဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်လိတ်ခေါင်းယောဂဖြစ်ရတဲ့အဓိကအကြောင်းရင်း၃မျိုးနံပါတ်၁နာတာရှည်ဝမ်းချုပ်ခြင်းအလွန်အကျော်ညှစ်ထုတ်ခြင်းဝမ်းမာခြင်းဝမ်းသွားရခက်ခြင်းတို့မဟုတ်ဝမ်းမမှန်ခြင်းတို့အတွက်ညှစ်ထုတ်ရန်လိုအပ်ပြီး၎င်းသည်စအိုဧရိယာရှိသွေးကြောများကိုဖိအားပေးကဖောင်းကြွပြီးတော့လိတ်ခေါင်းယောဂအဖြစ်အလွယ်တကူဖြစ်ပေါ်လာစေပါတယ်။နံပါတ်2အိတ်သားပေါ်တွင်အချိန်ကြာထိုင်ခြင်းလူအများစုကအိတ်သားတက်တဲ့အချိန်မှာဖုံးတုံခြင်းကိုနှစ်သက်ကြပါသည်။အချိန်ကြာမြင့်စွာထိုင်ခြင်းသည်စအိုဧရိယာတွင်သွေးဆူးပုံစေပြီးလိတ်ခေါင်းယောဂဖြစ်နိုင်ခြင်းကိုတိုးစေသည်။ရုံအလုံးဒါမှမဟုတ်ကားမောင်းခြင်းကဲ့သို့သောအချိန်ကြာမြင့်စွာထိုင်ရန်လိုအပ်သောအလုံးအကင်များသည်လည်းအန်ဒီယကိုတိုးစေသည်နံပါတ်3လေးလံသောပစ္စည်းများကိုမခြင်းသို့မဟုတ်ဝမ်းပိုက်ကြွက်သားများကိုမကြာခဏညှစ်ထုတ်ခြင်းလေးလံသောပစ္စည်းများကိုမှန်မှန်မခြင်းသည်ဝမ်းပိုက်ဖိအားကိုတိုးစေပြီးစအိုဧရိယာတွင်သွေးဆူးပုတ်ခြင်းကိုတိုးစေပြီးတော့လိတ်ခေါင်းယောဂပုံမူဖြစ်ပွားနိုင်ခြင်းသို့မဟုတ်ပြန်လည်ဖြစ်ပေါ်လာနိုင်ခြင်းကိုပိုများစေပါသည်လိတ်ခေါင်းယောဂဖြစ်နိုင်ခြင်းကိုတိုးစေသောအချက်များကတော့အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုမလုံလောက်စွာစားသောက်ခြင်းရေတောင်သုံးမှုနှဲပါခြင်းမကြာခဏဝမ်းလျှောခြင်းကိုယ်ဝန်ဆောင်ခြင်းဤအရာအလုံးသည်လည်းစအိုဧရိယာရှိသွေးကြောများကိုအားနည်းစေနိုင်ပါသည်လိတ်ခေါင်းယောဂကိုကာကွယ်ရန်ရိုးရှင်းပြီးတော့ထိရောက်စေသောနည်းလမ်းများကတော့နံပါတ်1တစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကိုလုံလောက်စွာစားသုံးပါတနေ့လျင်ရေကို6ခွဲမှ8ခွဲအထိတောက်ပေးပါအမြင့်တက်သည်မစင်ကိုပျော့ပြောင်းစေပြီးဝမ်းသွားခြင်းကိုပုံမလွယ်ကူစေကညှစ်ထုံမှုကိုလျှော့ချပေးစေသည်၎င်းသည်လိတ်ခေါင်းယောဂကာကွယ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်နံပါတ်2အိတ်သားပေါ်တွင်5မိနစ်ထက်ပို၍မထိုင်ပါနဲ့သင်ရဲ့မိုဘိုင်းဖုန်းကိုအိတ်သားခန်းထဲသို့မယူပါနှင့်ကြာရှည်စွာထိုင်ခြင်းသည်သွေးဆူခြင်းကိုဖြစ်ပေါ်စေသည်၎င်းသည်လိတ်ခေါင်းယောဂကိုပုံမရောင်ရမ်းစေပြီးနာကျင်စေသည်နံပါတ်3မှန်မှန်လက်ကျင့်ကံလုပ်ခြင်းဒီနေ့လျင်မိနစ်20မှ30အထိလက်ကျင့်ကံလုပ်ခြင်းသည်သင်ရဲ့ဝမ်းသွားခြင်းကိုတိတိတတ်တာတိုးတက်စေပြီးတော့ဝမ်းချုပ်ခြင်းအခွင့်အလမ်းကိုချော့ချပေးစေပါသည်နံပါတ်4လေးလံသောပစ္စည်းများကိုမမပါနဲ့နံပါတ်5မှန်မှန်ဝမ်းသွားပါသင်ဝမ်းသွားခြင်းစိတ်ခံစားရပါကချက်ချင်းသွားပါမကြာခဏဖိထားခြင်းဖြင့်ဦးလန်းကြောင်းလှုပ်ဆောင်ချက်ကိုအနှောက်အယှက်ဖြစ်စေနိုင်သောကြောင့်၎င်းကိုမထိတ်ထားပါနဲ့အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကတော့လိတ်ခေါင်းယောဂဖြစ်ရတဲ့အဓိကအကြောင်းရင်း၃ချက်နဲ့ကာကွယ်နည်းလို့ပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်အတူချုံနဲ့နောက်တစ်ခါထပ်ပြီးပြောပြပေးပါမယ်လိတ်ခေါင်းယောဂဖြစ်ရတဲ့အဓိကအကြောင်းရင်း၃မျိုးနံပါတ်1နာတာရှည်ဝမ်းချုပ်ခြင်းအလွန်အကျော်ညှစ်ထုတ်ခြင်းနံပါတ်2အိတ်သားထဲတွင်အချိန်ကြာထိုင်ခြင်းနံပါတ်3လေးလံသောပစ္စည်းများကိုမခြင်းလို့ပဲဖြစ်ပါတယ်ကာကွယ်နည်းကတော့နံပါတ်1တိတ်သီးများနဲ့ဟင်းသီးဟင်းရွက်များကိုလုံလောက်စွာစားသုံးပါဒီနေ့မှာရေကို6ခွဲမှ8ခွဲအထိတောက်ပေးပါနံပါတ်2အိတ်သားပေါ်တွင်5မိနစ်ထက်ပို၍မထိုင်ရပါနံပါတ်3မှန်မှန်လက်ကျင့်ကံလုပ်ပေးပါနံပါတ်4လေးလံသောပစ္စည်းများကိုမမပါနဲ့နံပါတ်5ကတော့ဝမ်းကိုမှန်မှန်နှိမ့်စင်သွားပါတကယ်လို့ယောဂလက္ခဏာများကိုစတင်ခံစားရပါကဘာတွေလုပ်သင့်တယ်လဲဆိုတော့နေ့စဉ်10မိနစ်မှ15မိနစ်ခန့်ရေနွေးထဲတွင်စိတ်ချင်းသည်
ရောင်ရမ်းခြင်းနဲ့နာကျင်မှုကိုလျှော့ချရန်ကူညီပေးပါသည်ဈေးဆိုင်မှာညွှန်ကြားထားသည့်အတိုင်းအရေးပြားလိမ့်စေသို့မဟုတ်စအိုသွင်းထက်ဆေးများကိုလိမ့်ပေးပါဆက်သောအစီများသောကြော်ထားသောအစားအစာများကိုရှောင်ကျဉ်ပါဘာကြောင့်လဲဆိုတော့အဲ့ဒီလိုအစားအစာတွေကရောင်ရမ်းမှုကိုပိုမိုဆိုးရွားစေနိုင်သောကြောင့်ပဲဖြစ်ပါသည်ပြင်းထန်သောနာကျင်မှုသွေးထွက်လွန်ခြင်းသို့မဟုတ်လိပ်ခေါင်းရောဂါမကြာခဏပြုတ်ကျခြင်းတို့ခံစားရပါကတိတ်လျော်သောစိတ်ဆေးမှုနှင့်ကုသမှုအတွက်ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လိပ်ခေါင်းရောဂါလက္ခဏာများခံစားနေရပါကရှက်မနေဘဲနဲ့သင်အစားအစာဝမ်းသွားခြင်းနှင့်နေ့စဉ်နေထိုင်မှုပုံစံကိုဂရုစိုက်ခြင်းဖြင့်၎င်းကိုကုသနိုင်ပြီးအလွယ်တကူကာကွယ်နိုင်ပါတယ်ဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတဲ့ဆိုရင်တော့သင်ရဲ့မိဘရွှေမျိုးတငယ်ချင်းများနဲ့ညီနကိုမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ